ဖြစ်ဆေးရုံနှင့်တက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများ၏မိဖို့ကြောင့်တွင်အလုပ်လုပ်ရန်လိုအပ်သောစိတ်ထားအသက်ကိုစောင့်ရှောက်ရသောလုပ်ငန်းခွင်တွင်အလုပ်လုပ်နေသည်ဆိုသောတာဝန်သိစိတ်ကိုထားပါအစားအစာချက်ပြုတ်သည့်အလုပ်မဟုတ်ဘဲအသက်ကိုထောက်ပံ့ပေးသည့်အလုပ်ဖြစ်ကြောင်းနားလည်ပါဆေးရုံနှင့်တက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများတွင်ပေးသောအစားအစာများသည်အသုံးပြုသူများ၏ကျန်းမာရေးနှင့်အသက်အန္တရာယ်နှင့်တိုက်ရိုက်ဆက်ဆက်နေပါသည်မိမိလှုပ်ဆောင်သောအလုပ်တိုင်းသည်လူတဦး၏အသက်နှင့်ဆိုင်ကြောင်းကိုနက်နက်ရှိုင်းရှိုင်းသဘောပေါက်ပြီးတာဝန်ယူပါနှင့်အလုပ်ချိန်တွင်ကျောင်းသားစိတ်ဓာတ်ကိုစွန့်လွတ်ပြီး professional အဖြစ်ပြုမူပါလုပ်ငန်းခွင်သည်တင်ယူရာနေရာမဟုတ်ပါလစာယူပြီးအလုပ်လုပ်နေသည့်အတွက်ညွှန်ကြားချက်ကိုစောင့်မနေဘဲကိုယ်တိုင်စဉ်းစားပြီးတာဝန်ယူလုပ်ဆောင်ရပါမည်3အချိန်တိကျမှုသည်အ ਨੇ ဆုံးလိုက်နာရမည့်စည်းကမ်းဖြစ်သည်နောက်ကျခြင်းသည်အခြားသူများကိုဒုက္ခပေးပြီးလုပ်ငန်းခွင်တစ်ခုလုံး၏ယုံကြည်မှုကိုပျက်စီးစေပါသည်အလုပ်စချိန်မတိုင်မီလုံလောက်သောအချိန်ဖြင့်ရောက်ရှိပါ4တန်ရှင်းရေးစည်းမျဉ်းများသည်အပြည့်အဝလိုက်နာရမည့်အရာဖြစ်သည်လက်ဆေးခြင်းဝတ်စားဆင်ရင်မှုတန်ရှင်းရေးနှင့်ပိုးသက်ခြင်းကိုပေါ့ပေါ့ဆဆမယူဆပါနှင့်အနည်းငယ်သောပေါ့ဆမှုတစ်ခုတည်းကပင်အစားအစာအဆိပ်သင့်မှုသို့မဟုတ်ကူးစက်ရောဂါဖြစ်ပွားမှုကိုဖြစ်စေနိုင်သည်စည်းကမ်းဖောက်ဖျက်ခြင်းသည်အလွန်ပြင်းထန်သောပြဿနာဖြစ်သည်ငါဒီလောက်ဆိုရပြီဟုကိုယ်တိုင်မဆုံးဖြတ်ပါနှင့်မသိသောအရာမသေးချာသောအရာများရှိပါကမဖြစ်မနေမေးမြန်းအတည်ပြုပါကိုယ်တိုင်ဆုံးဖြတ်မှုသည်မတော်တဆမှု၏အကြောင်းရင်းဖြစ်နိုင်သည်6ညွှန်ကြားချက်ကိုရိုးသားစွာလက်ခံပြီးချက်ချင်းအကောင့်ထဲပေါ်ပါသတိပေးခြင်းသို့မဟုတ်လမ်းညွှန်မှုရရှိသောအခါအကြောင်းပြချက်ပေးနေသူသည်မတိုးတက်နိုင်ပါပထမဦးစွာလက်ခံပြီးပြုပြင်တိုးတက်လိုစိတ်ရှိရပါမည်ခုနအစီရင်ခံခြင်းဆက်သွယ်ခြင်းတိုင်ပင်ခြင်းကိုတိတိကျကျလှုပ်ဆောင်ပါအမှားသို့မဟုတ်ပုံမှန်မဟုတ်သောအခြေအနေများကိုဖုံးကွယ်ခြင်းမပြုရပါပြဿနာသေးသေးလေးဖြစ်တော်လဲချက်ချင်းအစီရင်ခံပါရင်းသည်မတော်တဆမှုကိုကာကွယ်ပေးနိုင်သည်8ဂျပန်၏လုပ်ငန်းခွင်ယဉ်ကျေးမှုကိုလေးစားပါဂျပန်တွင်ပူးပေါင်းဆောင်ရွက်မှုယဉ်ကျေးမှုနှင့်အခြားသူများကိုထည့်သွင်းစဉ်းစားမှုကိုအလွန်အရေးထားပါသည်နှုတ်ဆက်ခြင်းပြန်လည်တုံ့ပြန်ခြင်းနှင့်ကျေးဇူးတင်စကားကိုမမေ့ဘဲအသင်းဝင်တဦးအဖြစ်လှုပ်ဆောင်ပါအသုံးပြုသူများအပေါ်လေးစားမှုကိုမမေ့ပါနှင့်ဆေးရုံနှင့်တက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများတွင်နေထိုင်သူများသည်ကိုယ်ခံအားနည်းပြီးခန္ဓာအားနည်းသူများစွာရှိပါသည်မိမိမိသားစုဝင်ကိုအစားအစာပေးနေသည်ဟူသောစိတ်ထားဖြင့်အလုပ်လုပ်ပါအလုပ်လုပ်ရသည့်ရည်ရွယ်ချက်ကိုရှင်းလင်းစွာထားပါဂျပန်တွင်အလုပ်လုပ်ရခြင်း၏ရည်ရွယ်ချက်သည်ငွေရှာရန်တစ်ခုတည်းမဟုတ်ပါနည်းပညာကိုသင်ယူပြီးလူတစ်ယောက်အနေဖြင့်တိုးတက်ကာယုံကြည်စိတ်ချရသောလူသားအရင်းမြစ်တစ်ဦးဖြစ်လာရန်ရည်ရွယ်ပါစည်းကမ်းမလိုက်နာနိုင်သူများသည်ဤအလုပ်ကိုဆက်လက်မလုပ်နိုင်ပါဆေးရုံနှင့်တက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများ၏မိဖို့ကြောင့်သည်တာမန်စားတောက်ဆိုင်ထက်ပိုမိုတင်းကျပ်သောလုပ်ငန်းခွင်ဖြစ်သည်တာဝန်မရှိသူတန်ရှင်းရေးအသည့်နည်းသူပူးပေါင်းဆောင်ရွက်မှုမရှိသူများသည်ဆက်လက်အလုပ်လုပ်နိုင်မည်မဟုတ်ပါနိုင်ငံခြားသားဖြစ်လို့မသိဘူးဆိုတာမလက်ခံနိုင်ပါဂျပန်တွင်အလုပ်လုပ်နေသရွေ့ဂျပန်၏စည်းကမ်းနှင့်ယဉ်ကျေးမှုကိုနားလည်ပြီးလိုက်နာရန်ကြိုးစားရပါမည်မသိသောအရာကိုလျစ်လျူရှုထားခြင်းမခွင့်ပြုပါနောက်ဆုံးအနေနှင့်ဆေးရုံနှင့်တက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများ၏မိဖို့ကြောင့်သည်အစားအစာမှတဆင့်လူများ၏ကျန်းမာရေးနှင့်အသက်ကိုထောက်ပံ့ပေးသောအလွန်အရေးကြီးသည့်နေရာဖြစ်ပါသည်မိမိအလုပ်သည်တစ်စုံတစ်ယောက်၏အသက်ကိုထောက်ပံ့နေသည်ထိုဂုဏ်ယူမှုနှင့်တာဝန်ယူမှုကိုအမြဲထားပြီးအလုပ်လုပ်ပါ